ဒီစင်ကလေးဟာမွေးကင်းစလေးပဲရှိပါသေးတယ်မတ်တက်ရက်ဖို့စူးစမ်းနေပေမဲ့အားမရှိသေးတဲ့ဦးကောင်းလေးကလေးလံလွန်းနေတာကြောင့်မြေပြင်ပေါ်ကိုအကြိမ်ကြိမ်ပြုတ်ကျနေရပါတယ်လမ်းလျှောက်ဖို့ဆိုတာဝေးပါသေးတယ်ဒီလိုပွင့်လင်းကျပြောလာတဲ့7နံမြက်ခင်းပြင်ကြီးထဲမှာခုမှမွေးတဲ့ဒီစင်ကလေးဟာအလွန်ကိုထိခိုက်လွယ်နေပါတယ်တားကောင်တွေဘယ်ချိန်ရောက်လာမလဲမသိနိုင်တဲ့အတွက်မိနစ်တိုင်းဟာအသက်နဲ့လဲရလောက်အောင်အရေးကြီးနေတာပါဒါပေမဲ့မိခင်စင်မကြီးကတော့ကလေးကိုအတင်းအကျပ်မတိုက်တုံးပါဘူးသူ့ရဲ့ခြေတလုံးနဲ့ရှေ့ခြေတွေကိုညင်သာစွာထောက်မပေးရင်ကလေးရဲ့ခြေထောက်ကြွသားလေးတွေဟန်ချက်ညီလာအောင်စိတ်ရှည်လက်ရှည်ကူညီပေးနေပါတယ်ကလေးကလည်းလက်မလျှော့ပါဘူးအချိန်ချင်းကိုတွန်းကန်ပြီးထားဖို့ကြိုးစားပေမဲ့ခြေထောက်တွေကပျော့ခွေနေစေမှုပြန်လဲကြရပြန်ပါတယ်ဒီလိုအခြေအနေမျိုးမှာတော့မိခင်ဖြစ်သူကဘေးကနေအမြဲရှိနေပေးတယ်လမ်းညွန်ပေးတယ်အားပေးစကားဆိုပြီးထက်ကြိုးစားဖို့တိုက်တွန်းနေပါတယ်ဒီစင်ကလေးအတွက်ဒါဟာလမ်းလျှောက်ဖို့တင်ယူတာတက်မဟုတ်ပါဘူးဒါဟာသူ့ဘဝရဲ့ပထမဆုံးသောရှင်တန်မှုစမ်းသပ်ပွဲကြီးပါပဲမတ်တက်ရက်လိုက်တုံရင်လိုက်လဲကြလိုက်နဲ့နောက်ဆုံးမှာတော့မိခင်ရဲ့အကူအညီနဲ့အတူသူကိုယ်တိုင်မတ်တက်ရက်နိုင်ခဲ့ပါပြီဒီခိုက်တန့်ဟာအလွန်ပဲအတိတ်ပဲရှိလာပါတယ်မြေပြင်ပေါ်မှာခိုးရမယ်ဖြစ်နေခဲ့တဲ့ကလေးငယ်လေးဟာအခုတော့7နဲ့လောကကြီးတဲ့ကိုသူ့ရဲ့ပထမဆုံးခြေလမ်းကိုတရားဝင်စတင်လိုက်ပါပြီ